စပြတ်သွားပြီအချိန်နဲ့ Robin ကိုတင်မောစီတရုတ်တိုက်ဆွဲခေါ်သွားပြီ။ Spandam ကရုတ်တရက်ပောက်ကွဲမှုတစ်ခုကြောင့်လွင်သွားတာကိုတွေ့လိုက်ကြရပါတယ်။ဒါပေမဲ့ဘသူလှုပ်လိုက်ကြလဲမသိကြတဲ့အပြင်တရားပေါ်မှာလည်းတစုံတစ်ယောက်မှရှိမနေရကြောင်းခေါင်းခဲနေကြတော့လေတွေကရောက်လာတဲ့တိုက်ခိုက်မှုတွေကြားမှာရေတသားတွေကတယောက်ပြီးတယောက်ခဲကုန်ကြပါတယ်။ရန်သူကိုမမြင်ရပဲတိုက်ခိုက်ခံနေရတဲ့အကြောင်းအသေးအတန်ရှာကြည့်လိုက်တော့ဥပဒေတာဝါပေါ်မှာလူလေးတစ်ခုကိုလှမ်းမြင်လိုက်ကြပြီ။ဥပဒေတာဝါနဲ့သူတို့ရောက်နေတဲ့တရားပေါ်ကမှန်မြောင်းနေတော့မလဲကြည့်ရတာဖြစ်ပြီးဒီလောက်အကွာဝေးနဲ့ကြမ်းတမ်းလာတဲ့ဒီတိုက်လုံးကြားမှာသူတို့ကိုတစ်ချက်မှမလွယ်ပဲလှမ်းဆော့နေတဲ့သူကဘယ်လောက်ထိကြမ်းတဲ့ကောင်လဲဆိုတာတွေးကြောက်လန့်နေကြပြီမြင်။ Robin ကတော့အဲ့ဒါဥစ္စာမှန်သိနေပြီးသားဖြစ်ပါတယ်။ကောက်ရိုးထုံးရဲ့စနိုက်ပါဥစ္စာတစ်ဖြစ်လေဆိုခဲ့ခြင်းကအရှိပင်လေ East Blue ကနေ Grand Line တစ်လျှောက်သူသာအတီးပြစ်ပြီဆိုရင်တစ်ချက်မှမလွဲခဲ့ဘူးပဲအခုလဲတနက်တွင်နေတော့လှမ်းပြလို့မရောက်နိုင်တဲ့အကွာဝေးကနေကာဘူတိုနဲ့စော်နေတာဖြစ်လို့ Spandam နဲ့ရေတက်ကကောင်ကြီးရှေ့ဟိုတောင်တက်လာလို့မရဘူး